human resource management လုပ်နေတဲ့ HR ဝန်ထမ်းတွေကိုပြောချင်တာကကျွန်တော် HR ဆိုတာကတခုခုဆုံးဖြတ်တဲ့နေရာမှာ company policy ကိုကြည့်ရတယ်နောက်ပြီးတော့ labor law ကိုကျွန်တော်တို့လိုက်နာရတယ်နောက်တစ်ခုကဘာလဲဆိုတော့အဓိကလူသားဆန်ရတယ်ပေါ့နော်ကိုချင်းစာတရားရဲ့စာနာမှုရဲ့လူသားဆန်မှုရဲ့အဲ့တော့ humanity ပေါ့အဲ့တော့အဲ့ဒါတွေကိုကြည့်ပြီးတော့ကျွန်တော်တခုခုဆုံးဖြတ်တဲ့နေရာမှာဒီအချက်တွေကိုကျွန်တော်တို့ထည့်ပြီးတော့စဉ်းစားရတယ်ပေါ့နော်အခြေအနေကိုကြည့်ပြီးတော့စဉ်းစားရတယ်အဲ့တော့labor law ကိုကျွန်တော်တို့ကလိုက်နာရမယ်labor law ကိုလိုက်နာရဆိုတာကတော်တော်များများ HR manager တွေကိုပြောချင်တာကကျွန်တော်တင်တန်းမှာကျွန်တော်တင်တဲ့ HR management HR development တင်တန်းတွေမှာလည်းအများအားပြောလို့ရှိရဲအဲ့တော့ labor law ကိုကျွန်တော်လိုက်နာတယ်ဆိုတာ labor law အတုံးနဲ့အသိလိုက်ကြည့်ပေါ့နော်လေလံဓာတ်ထစ်ကြီးကျွန်တော်တို့လိုက်နာမဟုတ်ဘူးပေါ့အဲ့တော့labor law ကသတ်မှတ်ထားတဲ့ဥစ္စာကကျွန်တော်တို့ minimum အနည်းဆုံးကိုကျွန်တော်တို့သတ်မှတ်ထားတယ်labor law ထက်တာလွန်ပြီးတော့ကျွန်တော်တို့အခြေအနေအရပေးလို့ရတယ်ပေါ့နော်အဲ့တော့ဥပမာပြောချင်တာကလည်းဆိုတော့ခါကြရင်လူသမားဥပဒေအတိုင်းကြီးပဲကျွန်တော်တို့တချို့ကတိုင်းနာပြီးတော့ဆုံးဖြတ်နေကြတယ်အဲ့ဒီနေရာမှာကိုချင်းစာမှုတွေလူသားဆန်မှုတွေကိုဘယ်လိုထည့်ပြီးစဉ်းစားရမလဲဆိုတာကိုနားမလည်ဘူးထည့်ပြီးမစဉ်းစားဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါအများဆုံးပြောရရင်တော့ leave တွေပေါ့နော် leave ဆိုတာဆိုခွင့်တွေကိုတတ်မှတ်တဲ့နေရာမှာအဲ့ဒီပိုင်းတွေအများကြီးရှိရဲကျွန်တော်တို့ casual leave ပေါ့နော်ရှောင်းတင်ခွင့်တို့နောက်ပြီးကြတော့ earn leave ပေါ့လုပ်သက်ခွင့်တို့နဲ့ခွင့်လုပ်သက်ခွင့်နဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်တာရေနောက်ပြီးတော့ medical leave ဆေးလက်မှတ်ခွင့်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်တဲ့နေရာတွေမှာလည်းအဲ့ဒါတွေတော်တော်ပြဿနာရှိတယ်ပေါ့နော်အဲ့တော့ casual leave ဆိုတာကကျွန်တော်ရှောင်းတခွင့်ခွင့်ပေါ့နော်ရှောင်းလွဲမရတဲ့ကိစ္စတွေပတ်သက်ပြီးဖြစ်ပေါ်လာရင်အသုံးချဖို့ဒါခွင့်တစ်နှစ်ကို6ရက်ပေးထားတယ်အဲ့တော့တစ်နှစ်6ရက်ဆိုတာကဝန်ထမ်းတွေရပိုင်ခွင့်မဟုတ်ဘူးနော်အဲ့တော့တကယ် casual ဖြစ်တယ်ဆိုမှကျွန်တော်ကပေးရတယ်တကယ်ရှောင်းလွဲမရတဲ့ကိစ္စဖြစ်တယ်ဆိုမှကျွန်တော်တို့ပေးရတယ်အဲ့တော့တချို့တွေကလည်းဗာပြောလဲဆိုတော့ကြိုတိတဲ့ကိစ္စဆိုရင်ကြိုတိတဲ့ကိစ္စဆိုရင်ねရှောင်းခွင့်မဟုတ်ဘူးလို့ပြောတယ်အဲ့တော့အဲ့ဒါကလည်းမဟုတ်ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ရှောင်းခွင့်ဆိုတဲ့အတိတ်ပဲကကြိုတတိယကိုပြောတဲ့အတိတ်ပဲမဟုတ်ဘူးရှောင်းလွဲမရတဲ့အရေးပေါ်သို့မဟုတ်ရှောင်းလွဲမရတဲ့ကိစ္စရဲ့အတွက်ကိုပေးရတဲ့ယူရတဲ့ခွင့်ပေါ့နော်ရှောင်းလွဲမရတဲ့ကိစ္စမဖြစ်ကျွန်တော်ယူစရာမလိုဘူးအဲ့တော့တစ်နှစ်မှာ6ရက်ဆိုတာရှိနေတာမဟုတ်ဘူးရှောင်းလွဲမရလို့ဖြစ်လာရင်အဲ့6ရက်ကိုကျွန်တော်တို့6ရက်ထိယူလို့ရတယ်ပြောတာရှောင်းလွဲလို့မရတဲ့ကိစ္စမဖြစ်ဘူးဆိုရင်တော့ကျွန်တော်တို့ရဒါယူစရာမလိုဘူးဥပမာပြောရရင်ဒါနော်တချို့တွေဆိုရင်2နှစ်3နှစ်အထိရှောင်းခွင့်တရက်မှမယူလို့ရှိရင်အဲ့တော့ခါကြရင်တစ်နှစ်လုံးရှောင်းခွင့်တရက်မှယူစရာမလိုတဲ့လူတွေရှိတယ်မယူကြဘူးเนาะအဲ့တော့တချို့ကြတော့လည်းအလကားနေရှောင်းခွင့်ဆိုပြီးတင်နေတယ်တကယ်ရှောင်းခွင့်ဖြစ်မှကျွန်တော်ရရှောင်းခွင့်လို့ကျွန်တော်တို့ပြောလို့ရတယ်တကယ်ရှောင်းခွင့်မဖြစ်ဘဲနဲ့ကျွန်တော်ရှောင်းခွင့်ပြောလို့မရဘူးဥပမာရှောင်းခွင့်ဆိုတာကကြိုပြီးတိရှောင်းခွင့်မဟုတ်ဘူးဆိုတာလည်းမဟုတ်အဲ့တော့ဥပမာကျွန်တော်ကမနှက်ဖြန်မှာကိုယ့်ရဲ့အကူတော့မဟုတ်เนาะကိုယ့်ရဲ့တာသမီပေါ့အဲ့တော့မင်္ဂလာဆောင်ပွဲရှိတယ်တို့မဟုတ်ကိုယ့်ရဲ့ဆွေမျိုးတွေကအရင်ရင်းနေတယ်ကိုယ့်ရဲ့ဦးလေးကိုယ့်ရဲ့အတော်ကနာရင်းရှိတယ်ဒါမျိုးတွေကိုကျွန်တော်ရလူမှုရေးအရာဘယ်မှရှောင်လွဲမရဘူးနောက်တစ်ခုကဘာလဲဆိုတော့ကိုယ့်အိမ်မှာเนาะကိုကဒါအလုပ်သွားရင်းနဲ့အလုံးမသွားခင်ကိုမနက်ပိုင်းမှာရုပ်တရက်ကြီးအရန်အရေးကြီးကိစ္စအိမ်ကိစ္စတော့မဟုတ်အဲ့ချိန်မှာကိုယ့်ရဲ့အမေဖေပေါ့နော်စေကန်းပြရမယ်အရေးပေါ်ဖြစ်တယ်ကိုနေထိုင်မကောင်းတာမဟုတ်တာဖြစ်တဲ့သူကကိုတိုင်းတော့ဒါစေးလက်မဲ့ခွင့်တော့မရဘူးဒါပေမဲ့ကိုယ့်ရဲ့အမေဖေကိုစေကန်းပြရမယ်အရေးပေါ်စေကန်းကိုသွားလို့အဲ့ဒီမှာခွင့်ယူရတယ်ဆိုကျွန်တော်ကရှောင်းမခင်ခွင့်ပေါ့နော်အဲ့တော့ကြိုတိရဲ့ကိစ္စတော့ကြိုမတိရဲ့ကိစ္စဟောမှာရှောင်းတွဲမြရဲ့ကိစ္စကြီးဖြစ်တဲ့တာရင်းနာရဲ့အတွက်ကိုကျွန်တော်ရရှောင်းခင်ခွင့်ဆိုပြီး6ရက်အထိကျွန်တော်ယူလို့ရတယ်ဆိုတော့ပြောထားတယ်အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့နော်ဒီ HR တွေမှားနေတာကရှောင်းခင်ခွင့်ကို2လကိုတရက်ယူလို့ရတယ်ဆိုရင်အချိုးကျယူလို့ရတယ်လို့ပြောထားတယ်အဲ့အတွက်ကိုအချိုးကျပဲပေးတယ်2လပြည့်မှတရက်ပေးမယ်2လမပြည့်တရက်မပေးဘူး4လပြည့်မှ2ရက်ပေးမယ်3လဆိုရင်တရက်ခွဲ2လဆိုရင်တရက်2လနဲ့နောက်1လဆိုရင်တော့နေ့ရွက်ဆိုပြီးတော့အဲ့လိုမျိုးယူတယ်ဥပမာပြောရရင်အချိုးကျဆိုပြီးတော့ဒီ2လပြည့်မှတရက်ရမယ်ဆိုပြီးပြောတယ်ပေါ့နော်ကျွန်တော်ဇန်နဝါရီလနေစပြီးတော့တွက်တယ်ပေါ့နှစ်စနေပြီးတော့အဲ့တော့ဒီဝန်ထမ်းကလုပ်တဲ့4-5-6နှစ်လည်းရှိပြီဇန်နဝါရီလဖေဖော်ဝါရီလလောက်မှာအဲ့လိုပဲရှောင်လွဲမရတဲ့ကိစ္စပေါ့နော်ဒီဝန်ထမ်းကလောက်ကြတဲ့ဝန်ထမ်းတကယ်လည်းအကူတဲ့ဝန်ထမ်းအဲ့လိုဝန်ထမ်းကသူ့ရဲ့သားသမီးအရေးပေါ်နေမကောင်းဖြစ်လို့ဆေးရုံတင်ရတယ်ဆေးရုံတင်ရတော့သူ့ရဲ့သားသမီးသူ့ရဲ့သားကလေးငယ်ကဆေးရုံတင်ရတယ်အဲ့တော့သူ့လုံးတော့လိုမျိုးပေါ့နော်တစ်ခုခုတော့ဖြစ်လို့ဆေးရုံတင်ရတယ်ကိုတိုင်းဖြစ်လာမှုလဲဆိုတော့ကိုတိုင်းဆေးခွင့်တော့မရဘူးဆေးလက်မှတ်ခွင့်တော့မရဘူးဒါပေမဲ့ကိုသားသမီးဖြစ်တဲ့သူကသူဆေးရုံမှာအမေဖြစ်တဲ့သူကသွားပြီးတော့စောင့်ရတယ်ကလေးတော့စိတ်ကူတော့ခွင့်ယူရတယ်3ရက်4ရက်5ရက်ယူတယ်အဲ့ဟာကိုကျွန်တော်တို့ကရှောင်းတခင်ခွင့်ကျွန်တော်ကအဲ့5ရက်ဒီကလေးဆေးရုံတက်ရလို့5ရက်ကိုရှောင်းတခင်ခွင့်ကျွန်တော်တို့ပေးလို့ရတယ်ဒါပေမဲ့ကျို့ HR တွေကlabor law အသုံးလိုက်အသက်လိုက်လှိတိုင်းဓာတ်ထင်မှတ်ပြီးတော့လုပ်နေတဲ့လူသားဆန်မှုတွေကိုချင်းစာတရားတွေဒါတွေကိုနားမလည်ပဲနဲ့စာအုပ်ကြီးတိုင်လုပ်နေတဲ့ HR ရပါဖြစ်တယ်ဆိုတော့ဇန်နဝါရီလဖေဖော်ဝါရီလမှာမဟုတ်လို့เนาะလုပ်တဲ့ရှောင်းတင်ခွင့်ကအချို့ကြောင့်လို့တက်ရက်ပဲရတယ်ကျန်တဲ့4ရက်ကိုအန်လီတို့မဟုတ် MPL ဆိုပြီးတော့ဒါမျိုးတွေဖြတ်ကြတယ်အဲ့တော့စဉ်းစားကြည့်ပေါ့နော်အဲ့တော့ကိုတာဒီဝန်ထမ်းနေရာမှာကိုတာအဲ့ဝန်ထမ်းနေရာမှာအဲ့မိခင်နေရာမှာဖြစ်ခဲ့ရင်ကိုလည်းဒီလိုခွင့်ယူမှာပဲခွင့်ယူတဲ့အခါမှာကိုကုမ္ပဏီကဒါကိုနော်ရှင်းပြထောက်ပံ့ရမယ်ပေါ့နော်စေးရုံစိတ်တွေပါတော့ထောက်ပံ့တဲ့ကုမ္ပဏီကအဲ့တော့မထောက်ပံ့တာခဏဒါပြင်မဲ့အဲ့လိုနေရာမျိုးမှာကျွန်တော်တို့ကသူ့ရှောင်းကင်းခွင့်တရက်ပဲပေးပြီး4ရက်ကိုနော် MPL လုပ်တယ် အန်လီလုပ်တယ်ဆိုတာကလုပ်တင်တယ်လားမလုပ်တင်ဘူးလားဆိုတာက HR တယောက်အနေနဲ့စဉ်းစားအဲ့လိုမျိုးလုပ်နေတဲ့ HR ဆိုရင်ကျွန်တော်တို့ကပြောချင်တာက HR မလို့ဘူးဒီကုမ္ပဏီမှာ HR ဝန်ထမ်းမလို့ဘူးเนาะတာမန် office ဝန်ထမ်းတယောက်ခန့်ထားလိုက်သို့မဟုတ်စီမံရေးရပါတော့ဒါ
စီမံရေးရာကိုဒီ admin ကရုံး office ဝန်ထမ်းတယောက်ခန့်ဒါမှမဟုတ်ရင် labor law စာအုပ်ကြီးကိုအနားမှာချထား labor law စာအုပ်ကြီးချထားဒီ HR manager တွေ HR တွေမလုပ်ဘူးအဲ့ labor law စာအုပ်ကြီးအတိုင်းစာအုပ်ဖွင့်ပြီးတော့ပဲအဲ့တိုင်းတာလုပ်သွားအဲ့ဒါကဒါဥပဒေကိုလိန်နိုင်သားတဲ့မှတ်တာပေါ့နော်အဲ့လိုလုပ်လို့မရဘူးဆိုတော့ကျွန်တော်သိထားဖို့လိုတယ်နော် HR ဥပဒေရဲ့သဘောတရားတွေနောက်ခုကျတော့ cash lead ရဲ့သဘောတရားတွေကိုကျွန်တော်တို့က HR လုပ်ပြီးတော့ HR သိထားဖို့လိုတယ်အဲ့လိုမဟုတ်ဘူးဆိုရင်ကျွန်တော်မရဘာကြောင့်လဲဆိုတော့ဥပဒေကဥပဒေရှိတယ်ဆိုပေမဲ့ကျွန်တော်တို့ဒီပေါင်ချိန်ဇက်လန်တွေကြည့်နော်အဲ့တော့ပေါင်ချိန်ဇက်လန်မှာပေါင်ချိန်မှာဖြစ်ဖြစ်ကျွန်တော်တို့ဒီတရားသူကြီးတွေကဆုံးဖြတ်တဲ့နေရာမှာဒီဝန်ထမ်းဒီလူတယောက်ကအပြစ်လုပ်တယ်ဒါပေမဲ့အပြစ်ကိုဝန်ခံတယ်နောင်တရတယ်ဆိုရင် short ပေါ်ပြီးနော်ဥပမာတောင်တန်း10နှစ်ချမဲ့နေရာမှာ10နှစ်ဖြစ်ချင်းဖြစ်မယ်အဲ့လိုမှမဟုတ်ဘူးအဖြစ်လဲလုပ်တယ်เนาะအဲ့တော့ဒီဥပဒေအတိုင်းဆိုလူတက်မှုဖြစ်ရင်12နှစ်ဆိုရင်အားလုံး12နှစ်ပဲချာဒါပေမဲ့မဟုတ်ဘူးခုနအဖြစ်ကိုဝန်ခံတယ်နောင်တန်းရတယ်တောင်းပန်တယ်ဆိုရင် short ပေါ်ပေးတယ်အဲ့တော့အဖြစ်လဲလုပ်သေးတယ်နောင်တန်းလည်းမရအောင်တောင်းလည်းမတောင်းပန်ဘူးဆိုရင်သိတယ်ထိတော့ကျွန်တော်ပေးတယ်အဲ့ဒါကဘာလဲဆိုတော့ဥပဒေဆိုတာကเนาะဥပဒေဆိုတာကလိုက်နာရမှာမှန်ပြီမဲ့ကျွန်တော်တို့တခြားအကြောင်းအချက်တွေနဲ့ကျွန်တော်တို့စဉ်းစားရတယ်เนาะအဲ့တော့ဒီပြစ်မှုလုပ်တဲ့တရားသူကြီးတော်မှာပဲကျွန်တော်တို့ပြစ်မှုကိုဆုံးဖြတ်တဲ့နေရာမှာလှိမ့်နိုင်ဓာတ်ချက်ကျွန်တော်တို့လုပ်တာမဟုတ်ဘူးအဲ့လိုပဲ HR တွေက labor law ကိုတင်တာဓာတ်ချက်ကျွန်တော်လုပ်နေတယ်ဆိုရင်ဒါ HR မဟုတ်ဘူးစာအုပ်ကိုချထားအဲ့စာအုပ်တိုင်းလုပ်ဆိုပြီးတော့ HR တော့ခန့်ထားကြမလို့ဘူးအဲ့တော့ HR management လုပ်နေတယ်ဆိုတာစာအုပ်ဒီတိုင်းလုပ်နေတာမဟုတ်ဘူးဆိုတာကိုသိထားဖို့လိုတယ်အားကြောင့်တေးသေးချာချာလေးဥပဒေရဲ့သဘောတရားတွေကိုနားလည်ပြီးတော့တေချာဆုံးဖြတ်ထပ်ဖို့ဒါလေးကိုတင်ပြတာဖြစ်တယ်ကျေးဇူးများကြီးတင်ပါတယ်